ခုကစားပြမယ့်ကစားနည်းကတော့ chest dumbbell fly ကစားနည်းပဲဖြစ်ပါတယ်ဒီ chest dumbbell fly ကစားနည်းကိုကစားတော့မယ်ဆိုရင်ကျွန်တော်တို့ဒီရေတန့်ဘူးပေါ့နော်အလေးလုံးရှိရင်ရေတန့်ဘူးနဲ့ကစားလို့ရတယ်အလေးလုံးတစ်လုံးကိုကင်ပြီးတော့ခုံမှာတက်အိတ်လိုက်တယ်ဒီလိုမျိုး flat bench ခုံမရှိလို့ရှိရင်လည်းကျမ်းပြင်မှာတက်အိတ်ပြီးတော့ကစားလို့ရပါတယ်အလေးကိုရှင်ဘက်ရဲ့အပေါ်တက်ကိုတက်ကိုစက်နေအောင်တင်ထားလိုက်မယ်ပြီးရင်အဲ့ဒီလက်ကိုဘေးကိုကားမယ်ပြီးရင်အလဲမှာပြန်လာစုအဲ့ဒီတိုင်းကစားရမှာဖြစ်ပါတယ်အလေးကိုရှင်ဘက်အပေါ်နေတဲ့ထဲမှာစုထားမယ်လက်ကိုဘေးကိုကားချမယ်ပြီးရင်အလဲမှာပြန်လာစုအဲ့ဒီတိုင်းကစားရမှာဖြစ်ပါတယ်10ချိန်ကနေ12ချိန်3ကြောကစားလို့ရပါတယ်ကိုနိုင်တဲ့အလေးနဲ့ကစားလို့ရပါတယ်ကျွန်တော်အဆိုင်ကစားရပါမယ်